အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Javier Mascherano ကတော့အခုလက်ရှိမှာသူတို့အသင်း Club World Cup ပြိုင်ပွဲမှာနောက်ဆင့်တက်ပြီး Paris Saint-Germain နဲ့တွေ့ဆုံတဲ့ပွဲကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့တွေ့ဆုံမှုဖြစ်တယ်လို့ဆိုလိုက်တယ်Luis Suarez ရော Messi ရောကသူတို့ရဲ့ဆရာဟောင်း Luis Enrique နဲ့ပြန်လဲရင်ဆိုင်ရမှာဖြစ်လို့သူတို့ကိုယ်တိုင်ကလည်းတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစီဖြစ်ကြောင်းဆိုလိုက်တယ်လီယိုမက်ဆီကတော့သူ့ရဲ့ကလပ်နဲ့နိုင်ငံလေဝေးစင် level မှာဘယ်တော့ခါမှအုပ်စုစင်ကထွက်ရတဲ့မှတ်တမ်းမရှိတာကိုဆက်ပြီးထိန်းနိုင်ခဲ့ပါတယ်လီယိုမက်ဆီကကစားမတစ်လျှောက်ချန်ပီယံလိပြိုင်ပွဲမှာ19ရာသီပါဝင်ကစားခဲ့ပြီးအုပ်စုတွဲတစ်လျှောက်လုံးမှာ19ဂိုးသွင်းခဲ့တဲ့Club World Cup ပြိုင်ပွဲရဲ့အခုပုံစံသစ်မှာပထမတစ်ချိန်ပိုင်းပထမတစ်ချိန်မှာတင်တကိုးသွင်းပြီးတော့ရှုံးထွက်တက်ခဲ့တဲ့ League Cup ပြိုင်ပွဲမှာလည်းတစ်ချိန် World Cup မှာ9ချိန်Copa America မှာ9ချိန်အချိန်တိုင်းမှာတကိုးစီ9ကိုးစီ9ကိုးစီနဲ့အချိန်ချိန်33ချိန်ထိအုပ်စုမပြုတ်ပဲမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာတော့ Victor Gyökeres ကတော့ Sporting Lisbon ကနေတေချာပေါက်ထွက်ခွာမှဖြစ်ကြောင်းနဲ့သူ့အနေနဲ့ဒီအသင်းမှာဆက်ကစားဖို့ဆန္ဒမရှိတော့ဘူးဆိုပြီးတော့အသိပေးလိုက်ပါတယ် Gyökeres က chapter အသစ်ကိုစတင်ပြီးတော့ရှောင်းလန်းတော့မှဖြစ်တဲ့အတွက်ကလပ်အသင်းရှိကို training ပြန်လည်လေ့ကျင့်ခန်းဆင်းမှာမဟုတ်လို့ Arsenal အသင်းရဲ့ကံလာမှုကိုစောင့်မျှော်လင့်ရှိကြောင်းဆိုထားတာပါဘာဆိုနာသင်းကတော့ဒီတစ်ပတ်အတွင်းမှာပဲသူတို့အသင်းက Frankie de Jong ကိုစာချုပ်တစ်ချုပ်ဆိုမှာပါ2026မှာစာချုပ်တက်တန်းကုန်ဆုံးမဲ့ဒီJongတယောက်ဘာဆိုနာဘက်ကလောက်ခလာစာပုံစံသစ်နဲ့စာချုပ်တစ်ကိုကမ်းလှမ်းသွားမှာဖြစ်ကြောင်းအားကစားဒရိုက်တာဒေကိုကဆိုပါတယ်Mando Deportivo report ရဲ့အဆိုအရဘာဆိုနာအသင်းကနီကိုဝီလျံအပြောင်းရွှေ့ကိုနောက်ဆုံးစစ်အပြီးတက်ပြီးလို့ဖော်ပြထားတဲ့ report ရတော့နီကိုဝီလျံကဘိုင်မြူနစ်ကနောက်ဆုံးကမ်းလှမ်းလာသည့်တိုင်အောင်သူ့ဘက်ကဘာဆိုနာကိုပဲရွေးချယ်ထားတယ်လို့ဆိုတဲ့ဒါပေမဲ့ဘာဆိုနာအသင်းကနီကိုဝီလျံအပြောင်းရွှေ့မှာ Athletic Club ကိုရော်ဂျီစာချုပ်ယူရို58တန်းကိုဒီဇူလိုင်1ရက်နေ့ကနေ8နှစ်ဇူလိုင်လအထိနှစ်စက်တိုက်ပေးဖို့တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ Real Madrid အသင်းကClub World Cup ပြီးမှလစ်လက်သွားမဲ့လူကမိုးတွေးရဲ့ကျောနမတ်10ကို Kylian Mbappe ကိုပေးသွားဖို့ရှိကြောင်းမာကာကဖော်ပြရရှိတယ်။ Vinicius Junior ရောတစ်ဖက်ကဂျူပါလင်ဂမ်ပါအဲ့နံပါတ်ကိုယူပွဲရှိတယ်လို့သတင်းတွေထွက်နေသည့်တိုင်အောင် Mbappe က Real Madrid ရဲ့နံပါတ်10ကစားမအသစ်ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ Real Madrid အသင်းက Roma ရဲ့နောက်ခံကစားမဖြစ်တဲ့ Ivan Natica ကိုခေါ်ဖို့အခွင့်အရေးရှိတယ်။ဒီကစားမကို Roma က Madrid ကိုကမ်းလှမ်းထားတယ်။ပြောင်းရွှေ့ကြီးတန်း40လောက်နဲ့ဖြစ်နိုင်ပြီးတော့ Xabi Alonso ရဲ့ဘူနောက်ခံလူဘက်ကအဖြစ်သူတို့ဘက်ကကမ်းလှမ်းထားပေမဲ့ Madrid ကတော့Dan Housen ကိုခေါ်ယူထားပြီးဖြစ်တဲ့ဒီခေါ်ယူမှုကိုစဉ်းစားစိတ်ဆက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ Madrid ကတကယ်လို့ Rodrigo ထွက်ခွာသွားမယ်ဆိုရင်ယူရို90ပေါင်89တန်းတောင်းဆိုသွားဖို့ရှိကြောင်းနဲ့ဒီသားမကမြောက်လန်ဒန်ကိုဦးတည်ပွဲရှိကြောင်းဖော်ပြထားပါတယ်။ Inter Milan အသင်းကပြီးခဲ့တဲ့ရာသီရိုမာကနေအငှားနဲ့ခေါ်ထားတဲ့နီကိုလာဇဝက်စကီကိုသူတို့အပိသက်ခေါ်လိုက်ပါပြီ။ပြောင်းရွှေ့ကြေးကတော့6တန်းပဲဖြစ်ပြီးတော့အင်တာကသူ့ရဲ့အငှားကနေအပိသက်ဝယ်ယူခွင့်နဲ့ခေါ်ယူခဲ့တာဖြစ်တယ်။ Tottenham Hotspur အသင်းကအခုလက်ရှိမှာ Eze ကိုပေါင်68တန်းရိုချေးစာချုပ်ပေးဖို့စတင်ကမ်းလှမ်းမှုပြင်နေပါတယ်။ Crystal Palace ကိုယ်တိုင်အကမ်းလှမ်းမှုရရှိထားတဲ့Tottenham ကတော့ဒီကမ်းလှမ်းမှုမှာရော်ဂျီစာချုပ်ဖြစ်တဲ့အတွက်တခါတည်းပေးရမှာဖြစ်ပေမဲ့ Tottenham ဘက်ကအရေးကြပုံစံမျိုးနဲ့ Palace ကိုပေးဖို့ဆန္ဒရှိနေတယ်ဆိုပြီးတော့ Mera ကဖော်ပြထားတာပါTottenham ကအခု Japanese နောက်ခံကစားမဖြစ်တဲ့ Kota Taki ဆိုတဲ့လူငယ်နောက်ခံကစားမကိုခေါ်လိုက်တယ်အခုလက်ရှိမှာ Thomas Frank ကအဲ့လူငယ်ကစားမလေးကိုသဘောကျတယ်ပြီးခဲ့တဲ့ရာသီတုန်းက Babwai တို့ Archery Gray အပါဝင်တစ်ဖက်က Udoki နဲ့ Papasa တို့လိုလူငယ်ကနေခြေစွမ်းပြလာမယ်လို့ယုံကြည်တဲ့အတွက်သူတို့ရဲ့ဘိုးနောက်ခံရဲ့ backup player အဖြစ်ဒီစားမကို Jelly Club ကနေပေါင်9သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ကြောင်းဆိုထားပါတယ်Juventus အသင်းကအခုလက်ရှိမှာ Manchester United ရဲ့ Jadon Sancho ကိုခေါ်ဖို့ကြိုးပမ်းနေရင်ပြောင်းရွှေ့ခြေထွက်ကစားမအလိုက်ပေးတဲ့ပုံစံမျိုးကိုကမ်းလှမ်းထားတယ်။ Douglas Luiz ကိုယူခြင်းယူမယူခြင်းရင် Dusan Vlahovic ကိုယူမလားဆိုပြီးတော့သူတို့ဘက်က Sancho ကိုလိုချင်ကြောင်းကြိုးပမ်းတယ်လို့ La Gazzetta dello Sport မှာဖော်ပြထားပါတယ်။ Manchester United ကလာမယ့် July Pre-season 2မစခင်မှာ Ryan Mbeumo ကိုတခါတည်းခေါ်ယူသွားဖို့ပြင်ဆင်ထားတယ်။
Fabrizio Mayo David Ornstein မှာလည်းဖော်ပြထားတယ် United က total package တန်း60ရှိတဲ့ package နဲ့ Brentford ကိုကမ်းလှမ်းထားပြီး July 9 ရက်နေ့သူတို့ရဲ့ pre-season tour မတိုင်ခင်မှာအရခေါ်ယူမယ်ဆိုပြီးတော့ဖော်ပြထားတာပါ Man United အသင်းက Carlo Casemiro ရော Mason Mount တို့ club ကထွက်ခွာဖို့အစီအစဉ်မရှိကြောင်းဆိုပါတယ် Mason Mount ကသူစရောက်လာတဲ့အချိန်ကနေနိုင်ရာတွေကြောင့်တောက်လျှောက်ရုန်းကန်ရပြီးတော့သူ့အနေနဲ့အသင်းကထွက်သွားဖို့ဆန္ဒမရှိပဲဒီသင်းမှာဆက်ပြီးနေရာရဖို့ကြိုးပမ်းမှာဖြစ်လို့ Casemiro ကသူ့ရဲ့စာချုပ်တက်တန်းကုန်ဆုံးတဲ့အထိနေကျင်တယ်လို့ဆိုပါတယ် Arsenal သင်းရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ William Gallas ကသူ့ရဲ့ကလပ်ဟောင်းအနေနဲ့တိုက်စစ်မှုဒီယာတီမှာမခေါ်ရင်တော့ title race ကိုမျှော်လင့်စရာမရှိကြောင်းနဲ့ဒီနေ့ရာပြီး Champions က Arsenal အတွက်ဘာအခွင့်အရေးမှမရှိဘူးလို့သတိပေးလိုက်ပါတယ်လက်ရှိမှာတော့ Arsenal တင်က RB Leipzig အသင်းရဲ့တိုက်စစ်မှု Benjamin Sesko ရဲ့အပြောင်းရွှေ့ကို Leipzig နဲ့သူတို့ကြားမှာ10 တန်းသာကွာတော့တယ်ဆိုပြီးတော့ Sky Germany ကဖော်ပြလာပါတယ် Kicker Magazine ရဲ့အဆိုအရတော့ Noni Madueke ကိုတန်း90ထိသုံးဆွဲသွားနိုင်ပွဲရှိကြောင်း Football London ကဖော်ပြထားပါတယ် Chelsea သင်းကတော့သူတို့ရဲ့နောက်ထပ်တောင်ပန်ကစားမအသင်းအနေနဲ့အသက်20ပဲရှိတဲ့ Borussia Dortmund ရဲ့တောင်ပန်ကစားမ Jimmy Candes ကိုခေါ်ဖို့သဘောတူလိုက်ပါပြီ David Ornstein ရဲ့ဖော်ပြချက်အရ Chelsea ကသူ့ကို9နှစ်စာချုပ်2030ထိစာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတော့Club World Cup ပြီးတာနဲ့ Chelsea ကိုပြောင်းရွှေ့မှာဖြစ်ပြီးဒီပြောင်းရွှေ့ကယူရိုတန်း90ထိရှိလိမ့်မယ်လို့ဆိုထားပါတယ်တစ်ဖက်မှာတော့ Chelsea သင်းရဲ့တိုက်စစ်မှု Christopher Nkunku ကို Manchester United ကစိတ်ဝင်စားလက်ရှိတဲ့ချိန် Chelsea ဘက်က Alejandro Garnacho ကိုပြန်လိုချင်နေတဲ့ဆိုတဲ့သတင်းတွေကိုဖော်ပြထားတဲ့အကြောင်း Telegraph ကဆိုထားပါတယ်လီဗာပူးအသင်းက Ibrahima Konate ရဲ့ contract ကိုစိတ်ပြတ်နေလို့ကစားမကိုယ်တိုင်ကလည်းလောက်ခလာစာကန်လာမှုကိုသဘောမကျတဲ့အတွက်လီဗာပူးရဲ့စာချုပ်ကိုပယ်ချထားပါတယ်ခနာတေကတပတ်ကို9000ရရှိထားပြီးလီဗာပူးရဲ့စာချုပ်မှာသူက2သိန်းထိလိုချင်ပေမဲ့လီဗာပူးအသင်းကသူ့ကိုလောက်ခလာစာ9000နဲ့3သိန်းကြားသာကန်လန်းထားတာဖြစ်တယ်လီဗာပူးရဲ့နောက်ခံကစားမနသန်နီယယ်ဖီလစ်က Championship Club West Brom ကိုပြောင်းရွှေ့ပါပြီ3နှစ်စာချုပ်နဲ့ West Brom ကိုမဖော်ပြတဲ့ပြောင်းရွှေ့ခြင်းနဲ့နသန်နီယယ်ဖီလစ်ကပြောင်းရွှေ့ခဲ့တာလည်းဖြစ်တယ်ဒီစားမက Virgil van Dijk အပါအဝင်လီဗာပူးအဓိကနောက်ခံလူတွေထံရတော့ကReece Williams နဲ့အတူ Nathaniel Flick က Jurgen Klopp အသင်းမှာအရေးပါခဲ့သူလည်းဖြစ်တယ်။လီဗာပူးအသင်းအနေနဲ့ Florian Wirtz ရဲ့ Milos Kerkez ရဲ့ Jeremy Frimpong တို့အပြောင်းရွှေ့ပြီးသွားရင်တော့မှကစားမရောင်းချမှုတွေအပြီးမှာသူတို့ဘက်ကနောက်ထပ်တိုက်စစ်နဲ့အရေးပါတဲ့ position တွေကိုထပ်ပြီးအားဖြည့်သွားဖို့ရှိကြောင်းဖော်ပြထားလို့ဘိုးနောက်ခံလူ position တွေလည်းစဉ်းစားလျက်ရှိကြောင်းဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ Manchester City အသင်းရဲ့တိုက်စစ်မှု Erling Haaland ရဲ့ဖခင်ဖြစ်တဲ့ Erling Haaland ကသူ့သားက City ကထွက်ခွာဖို့အစီအစဉ်မရှိကြောင်းနဲ့အသင်းမှာပဲဆက်နေသွားပြီးတော့တေချာပေါက် City မှာဆက်ရှိအောင်မယ်လို့ဆိုလိုက်ပါတယ်။ Man City သင်းကအခုလောလောဆယ်အနေထားရ right back တယောက်ကိုတေချာပေါက်ခေါ်ယူသွားမှာဖြစ်တဲ့အာနာဆာကတော့အရေးသွေးမြင့်တဲ့ကွင်းလေကစားမတယောက်ဝါရင်ကွင်းလေကစားမတယောက်ကိုလိုချင်ပြီးတော့ခရစ္စတီယာနိုရိုနယ်ဒိုကတော့ကလပ်အသင်းအနေနဲ့မန်ယူနိုက်တက်ရဲ့ကွင်းလေကစားမကာလိုကက်ဆမီရိုကိုခေါ်ယူဖို့တိုက်တွန်းထားတယ်လက်ရှိမှာတော့ရိုနယ်ဒိုဟာကလပ်အသင်းဖြစ်တဲ့အာနာဆာနဲ့2029ထိနှစ်နှစ်သက်တမ်းတိုးဖို့သဘောတူညီထားပြီးနောက်ကလပ်အသင်းရဲ့ transfer မှာထိပ်တန်းကစားမတွေခေါ်ယူပေးဖို့တောင်းဆိုထားတာပါBayer Leverkusen အသင်းရဲ့နီးပြEric ten Hag က Bundesliga မှာဒုတိယလဆာအများဆုံးရသူဖြစ်လာပါတယ်။လက်ရှိနေထားရ Vincent Kompany က Bayern နီးပြကနေလဆာအများဆုံးရသူဖြစ်ပြီးတော့ Leverkusen နီးပြ Eric ten Hag ကတစ်နှစ်ကိုယူရို 9.5 သန်းထိရရှိတာဖြစ်တယ်။ Newcastle United အသင်းကလည်းအခုလက်ရှိမှာသူတို့အသင်းရဲ့တိုက်စစ်မှု Isak ကိုတန်180လုံးဝရှော့သွားခြင်းမရှိဘူးလို့ဆိုပါတယ်။လက်ရှိမှာလီဗာပူးအပါအဝင်ထိပ်တန်းကလပ်တွေလိုချင်နေလို့ကလပ်ဖက်က Bruno Guimaraes ရော Anthony Gordon ရောကိုရောင်းဖို့ဆန္ဒမရှိလို့မြင်မာတဲ့ပြောင်းရွှေ့ကြီးမှပဲစဉ်းစားနိုင်ပွဲရှိကြောင်းဆိုပါတယ်။
Northern Forest ကအခုလက်ရှိမှာ Juventus က Italy လူငယ်ကစားမ Timothy Weah နဲ့တစ်ဖက်က Samuel တို့နှစ်ယောက်စလုံးကိုခေါ်ဖို့ကမ်းလှမ်းထားပြီးတော့ပြောင်းရွှေ့ချေ19တန်းနဲ့သဘောတူညီမှုရရှိထားတယ်ဆိုပြီးတော့ ESPN report ကဖော်ပြထားပါတယ်ဒါတွေကစိတ်ဝင်စားကြနောက်ဆုံးရအပြောင်းရွှေ့သတင်းပါအားလုံးကျေးဇူးတင်ပါတယ်